မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီနေ့ကတော့ဩဂုတ်လ21ရက်2026တောက်ကြနေ့မှာအန်ဒိုပြည်နယ်စီရနမကြီးသားကျောင်းတဲ့အတွင်းမှာတည်ဆောက်နေတဲ့တေတော်မြတ်ဆောက်လုပ်ခြင်းလုပ်ငန်းခွင်ဖြစ်ပါတယ်အလူစဉ်လူမများယန္တရာဘဝနယ်ဖို့အတွက်ဆောက်လုပ်ခြင်းလုပ်ငန်းခွင်ကိုဗီဒီယိုရက်ကူပြီးတော့တင်ပြခြင်းဖြစ်ပါတယ်အစအဦးကြီးကတော့ဘီလူနီပါဖြစ်နေပါပြီအတွင်းကအပြင်စင်တွေပဲကြံပြီးတော့ဒီသင်ကြားစာပေါင်းဝကြီးမှာလောက်စားမဲ့လုပ်ငန်းတွေကိုကုမ္ပဏီကဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်မိမိရဲ့လူသားထားမှုကိုကြီးစုပြီးတော့ဝမ်းမြောက်နှုမောတာတုခေါ်နိုင်ကြပါစေအသေးပါပါလည်းမှာရှောက်လန်းနေလက်စကင်းနေခင်းနေဖို့အတွက်မြေပြင်များကိုအညီညှိနေကြတာဖြစ်ပါတယ်တင်ကြစွာတော့အင်ဒါမခမ်းခန်းထဲဝလာပါတယ်အားလုံးကြမ်းမှချမ်းသာကြပါစေ